ကိုတရားတွေ့ကျင်တယ်တောင်ဝေကရကျင်တယ်နော်တန္တရာမလဲကြည်မှုဆိုရင်ပြေးပြီးဖြင်းနေတဲ့ပုဂ္ဂိုလ်ကတော့မရဘူးကိုယ်ရာမေးငါဘလောက်အနာဂတ်အတွက်ခိုင်မာပြီလဲငါဘဝအနာဂတ်သွားဖို့အတွက်ငါဘလောက်စိတ်ချရပြီလဲငါရဲ့ဘာဝနာအားသည်ဘလောက်ခိုင်ပြီလဲဒါတို့တွေ့ကျန်တာလကားပဲထားခဲ့မှာကြီးပဲသူသမိုင်းနဲ့သူပြဿနာထားခဲ့မှာအဲ့တော့ယောဂီတို့အနေနဲ့နော်အိုတဲ့ပုဂ္ဂိုလ်ကြီးတဲ့ပုဂ္ဂိုလ်တွေကအခုအာနာပါနကမ္မထံဦးဇင်းအခုအဲ့ဒါအရှူရှိုက်လျှော့ပြီးတော့နော်ပြင်ပြီးတော့နောက်လူတွေလိုက်နိုင်အောင်အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေလိုက်နိုင်အောင်ဆိုပြီးတော့အဲ့ဒါဦးဇင်းသွင်းပေးလိုက်တယ်အဲ့ဒါကအယိုးများတဲ့ချီးခါတဲ့လုံမနေနဲ့ဟိုကဖြစ်တယ်ဒီကဖြစ်တယ်လေရှောက်လို့မနေနဲ့တင်းတင်းရင်းတာလို့ဟာဟိုကနာမကြောက်လို့ဒီကနာမကြောက်လို့အဲ့လိုယူရမှုတွေငါကအသက်ကြီးပြီဟိုကယောဂဖြစ်တယ်ဒီကဘလို့ဖြစ်နေဟိုအဲ့ဒါရှောက်လို့ယူရနေသေမာရိမသာကြီးကသတ်မှာအခုတော့ तू ကဟိုလူဖြစ်တယ်ဒီလူဖြစ်တယ်လို့ကိုကအရှုံးပေးတယ်ကိုကအလိုလိုက်နေ तू ကနှိမ့်ဆက်နေကိုကတစားကန်လို့သိတော့ तू သတ်မှာအဲ့တော့အသက်ကြီးတဲ့ပုဂ္ဂိုလ်များတရားကျင့်ယူရမယူရပါနဲ့တရားကျင့်တဲ့ချိန်မယူရနဲ့ကြံတဲ့ချိန်ယူရနေရတယ်တရားအားထုတ်တဲ့ကြောင့်အာနာပါနကမ္မထံရှူခြင်းတလို့လို့မရှူခြင်းတလို့လို့အားဆိုင်ခြင်းတလို့အာမဆိုင်ခြင်းတလို့လို့မလုံးနဲ့ဇံရဲ့ဇောကဆောင်းသွားတဲ့အောင်ဦးဇင်းတို့ကမြားခေါ်သွားတာကားလိုပဲစတာတာရဲ့အရှင်ရောက်မှပေါက်ကွဲမှအင်ဂျင်ကသူ့အတူပေါက်ကွဲမှပေါ့ဘဒုစတာတာနဲ့မလုပ်ပေးရင်တော့ဘယ်ရမလဲကိုကအဲ့လောက်တော့အရင်ဆိုင်ရမှာအဲ့တော့အာနာပါနရှူတဲ့အခုအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေရှူလို့ရတဲ့ရှူနှုံးကိုဦးဇင်းရှူပေးလိုက်ပြီးရှူပေးလိုက်ပြီးတဲ့အခါကျတော့အဲ့ဒီအတိုင်းကိုသတ်မှတ်တဲ့နိုင်ဝက်ဆိုရင်နိုင်ဝက်တင်စနစ်အတိုင်းစီကံအတိုင်းနော်ကြအောင်အမကြကြအောင်လုပ်ရုပ်ရည်ရော်ရပြောစီပြောနဲ့သွားမလုံးနဲ့အထက်မရောက်ဘူးမဖြစ်ပါဘူးဆိုတာမဟုတ်ဘူးဖြစ်တဲ့နည်းရှိတယ်ဖြစ်အောင်လုပ်ရမယ်အသက်ကြီးလို့ဟိုလို့ဒီလို့သွားမလုံးနဲ့အဲ့ဒါကိလေသာတဏှာလှဲ့သွားပြီဘာလို့ရမလဲရှူရှိုက်ပါအံကြောက်နာရှူပါမညာနဲ့သူ့ကိုညာလာလိုက်တာငွေတွေကနေပြီးတော့နေတိုင်းညာလာတာရေတောက်ပေးတာလဲညာတာအိပ်ပေးတာလဲညာတာစားပေးတာလဲညာတာဝါပေးတာလဲညာတာနော်မြက်တောင်ခတ်နေတာလဲညာတာအသက်ရှူနေတာလဲညာတာစီဝံသွားနေတာသူ့ညာနေရတာအေးနွေးအောင်လုပ်ပြနွေးအောင်လုပ်ပြညောင်းဆန်းပြတော့ကြောက်လိုက်ညာနေတာပဲကိုကအရှုံးသမားပဲအဲ့တော့တရားထိုင်တဲ့အချိန်မှာအဲ့ဒီအကျင့်စရိုက်ကြီးတွေမညာနဲ့တဏှာကြီးဆိုတဏှာကြီးနိုင်ဝက်ဆိုနိုင်ဝက်တိတိကျကျလို့အရှိတုံကြီးအနေမြန်ကြီးအပြင်းပြောကြီးပထမအရှူရှိုက်နဲ့နောက်ရှူရှိုက်နဲ့နောက်ရှူရှိုက်နဲ့နောက်ရှူရှိုက်နဲ့ဟာအပြင်းပြောအလင်းအမြန်အရှိတုအရှိန်စပီဒ်ပေါ့အဲ့ဒါမှန်အောင်ကိုကကြိုးစားအဲ့လိုကြိုးစားလိုက်ရင်ဘာဖြစ်လာလဲဆိုနောက်တော့ဇန်ဇောတက်လာလိမ့်မယ်ဇန်ဇောတက်လာလို့ရှိရင်အဲ့ဒီဇန်ဇောကနေပြီးတော့သူ့ဘာသူဆောင်းသွားလိုက်မယ်ကာကြီးသူ့ဘာသူနိုးသွားတယ်လို့အဲ့ကြတော့ဇန်ဇောကောင်းလာတော့ဇန်ဇောကဒီရောင်းနေညံနဲ့ကြိုက်တဲ့ယူအဲ့ဒီကာမစိတ်ကိုသူကချုပ်မှာဇန်ဇောကချုပ်မှာဇန်ဇောချုပ်ချင်လို့ပထမပိုင်းမှာမညာနဲ့သတ်မှတ်တဲ့စီးမြင်အတိုင်းကိုအမကြကြအောင်ဖြစ်ဆိုင်မဖြစ်အောင်စနစ်မကြကြအောင်ရှူဆိုင်မညာနဲ့အဲ့ဒီလိုလှုပ်သွားတဲ့အခါကျလို့ရှိရင်နောက်တော့စိတ်ကိုဇန်ဇောကဇန်စပီးကပေါ့ဆွဲသိမ်းသွားတဲ့အခါမှာခုနတော့လို့ယူရကျင်တာတွေကျင်နာကျင်တာတွေညာတာကျင်တာတွေပျောက်သွားလိမ့်မယ်ပျောက်ပြီးတော့ဇန်ရဲ့အရှင်ချမ်းသာကသူ့ဘောသူရှေ့ဆက်ဆွဲသွားလိမ့်မယ်အဲ့ကြတော့ခင်ဗျားတို့အသက်ကြီးတာလည်းမဆိုင်တော့ဘူးအသက်ငယ်တာလည်းမဆိုင်တော့ဘူးဇန်ရဲ့အရှိန်ပေါ်မှာမူတည်ပြီးတော့တနာရီ2နာရီ3နာရီထိုင်လို့ရတယ်နော်အခုအဲ့ဒါအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေဆိုတော့မယူရနဲ့မညာနဲ့လှုပ်တာလို့နော်ဒီနေ့ကတော့ဒီလောက်ပါပဲလို့